哈利路亚！啊，给做包白生了哟，多呀个包多白，爸妈路边表来没表喏？给留要接触的呢，比迪巴些的喏，给我些的了，西西的了，给看下眼眼的喏，路边人说了迪巴些嘛喏，给家呗喏，妈呀，给说了，给得得看没说喏，伢一些，比如表来呀的些，给表来呀家了没家的。话库嘛 clearly 的是哦，文言嘛喏，文言嘛的诺索月啊，路标月路基月是，啊不给库嘛话诺索月的是的喏，所以话给现在谁的嘛路眼谁的嘛比如话 gangster 喏，给了国外 gang 啊 quick gang ABC 是吧喏，给 gang 呢嘛打开的，的 gang 呢嘛话那快打开喏，的 gang quick gang 说给了话。比如配合巴斯塔，顶下撇的，把顶下的大家咯，难没要的，路偏的，哎，不玩的呀，给小了钱的，大边嘛，3年了喏，你讲来追了喏，你撇到的时候，你讲3年都讲追了，比如给话，把他们杀了家咯，给话杀了路讲，第二要叫那2000年嘛要的，那2000年废话要比如嘛给我middle school 杀掉喏，第杀我10年人杀的，比如你找要来看嘛，我对人家我东海了我要家是话的，呀我说对用西啊没有喏，对用对那追来了，个10年人杀比嘛骗钱咯，10年公呀公猫，现在要包啊，然后说别的来说的 crack cocaine 喏，比 mad ice weed kush，那讲。给了啦，6 hours 16，喏，阿里7场的路标库台那是东尼的，给路标那里家的有阿达的偏接触着喏，比如白天给比多的时候话，给话配啊话，等于是比米白面那个欧美到了喏，阿路，比如电脑路啊，给有低价的，公路啊咯，你要配啊把这配打了进来话说的话。人家也是许多，那也面拍面，阿路表着，比漂亮多没说的，给我们多牛，我没有不能买些些，给嘛家伙漂的给漂的相当用的，我讲那都低的，然后第二每说路的就过对他身上路啊走路没有，阿头走路就，但是你讲要不来喏，我要臭了些，刚臭了些，阿头过啊来低的，漂的低的，漂白钱拿不给进了，给了多少钱？但过不个过啊，我没看的路。แต่ข้าเลยเกล้หัวน้ากูเปียวเนี่ยดิเกล้โน่อะดิชาโกชีป่าวชีแต่ข้าเลยเกล้อะไรกันใจอะไรกันลู่เลยกันใจเนี่ยเกล้หัวเกล้วุ่นแค่เพียงงาดิมุ้ยสว่าเปียวอีงาลุ่มยาวเปียวบีปุ่งมาวุ่นแค่ยี่จูอะไรเกล้วุ่นแค่เนี่ยจังหวะเนี่ยมันเปียวอะไรกูโน่กูเปียวแต่กูเยี่ยงกูใส่กูเยี่ยงส่วนเนาะกูโน่ที่ก้าวจีบีส่วนไอ้ก้าวจีบีกูแข่งสายแบบลูกเกยงลูกเกเปียวอะไรแต่ข้าเกเสียดาวเนี่ยเปียวเลย第每次那个过了地呢，就所以说给不配了，都东江都到了，好的啊，路了票给路给了，比如，然后啊表演那把顾给表演给偶尔都是来撇对的，偶尔都是呀的，那头上可不撇了，哎，我说给钱了没有的有，啊不能让撇对了喏，你偶尔都是这样的，给不留撇来说了，你讲谁呀没有喏，到了那个我。不是说安那地方对了吧的，等你讲阿妈给话，没你理解的靠安那，那时候我给两个讨论了话，给对我们是对的，哎，那高低给对比说给眼多么对的，哎，那给人钱了没呀都说照的，也照的。我现在没多少表啊喏，如果说每天对那我说表，路表给的。那么这个第一心就，那也没表出来，没呀喽，那老我就叫了对，那我毛有对了，我你啊，开对了，毛有不嘛少呢，你讲啊，都招不光表喽，我给票过了这么多钱，我交多少钱过了，这种然后我们像比方说然后过了这亏比方这么多钱就过了 please 票就人家倒霉啊，他给交了。别个的吃的别做得别别，
特别他票啊哩票都没被做票哇，票了做零来的，不如零的做个咯。我哋做第一票票几年做咯，票个咯做啲特别咩，啲每次做唔捞到咯，做唔捞到个咯，唔捞呢个咯，个帮我哋做十间咪喺度票票啊。啊！啲票錢咯，佢努力巴到啊，叫我先蘇當俾啊，蘇當俾表啊，佢話等你ดู湯表，佢話 overdose 啲票，然後嚟 short 票多，低料啊咯，話等下又低料啊，真係嘛？咩呢？把唔啲咯，咩呢？表，咪那冇呢個話票咗路入頂咯，就講拉表叫蘇當俾嘛，咪票多啊咯，票多表啊，嗱啲票嘅到那多啊，票俾啊咯，得到便宜咧，大邊咩？得拉邊開，把唔到離開邊嚟ပြီးတော့အဲ့ဒီလမ်းကြောင်းကိုပြန်มาတော့အဲ့မွေးစွာလမ်းကြောင်းပြန်มาတော့ပြီးတော့နောက်ကျတော့ဒီနောက်ဒီအဲ့တော့ထောင်ထွက်ပြီးထောင်မထွက်ခင်ဘောပြန်သွားမယ်ဆိုရင်ဒီမွေးစွာဒီဂိမ်းလိုက်မှာရှိတော့ကေဟိုဒီစေးကိုရမ်းဆွဲနော်ဘယ်လောက်ထိဆွဲဆိုအိမ်မှာရှိတီဗီတွေအဲ့လိုမျိုးရတယ်ကေရောင်းတာရောင်းပြီးတော့ရတဲ့ပတ်ဆက်စေးတော့ရက်တော့အဲ့ဒါနဲ့အဲ့လိုဖြစ်တာနောက်ဆုံးဟိုကေအိမ်မှာဘာမှမရှိတော့တကယ်ပြောဖြောင်းမွေးဘာမှမရှိတော့ရောင်းတာဘာလို့လဲဆိုကေဓမြတိုက်တယ်တပြားတိုက်ပြီးတော့အိမ်တွေလိုက်ဖောက်နော်အိမ်ကရတဲ့ပစ္စည်းတွေနဲ့အဲ့ရပစ္စည်းတွေမှာ plus ဆိုတာကြောင့်ဒီရောင်းစေးရောင်းတဲ့ကောင်ပြောတာအဲ့ plus မှာသွားရောင်းပြီးတော့ရတဲ့ပိုက်ဆံကြောစေးပြန်လို့တာတနေ့ကအချင်းအလို့ပဲကုန်တခါလေစိတ်နဲ့လည်းရမ်းကြတယ် also depressed so you know like I try like scared တော့ကိုအဆုံးစင်းလိုက်ကောင်းလာလို့အဲ့လိုစိတ်ကခဏဝင်တယ်ထဲတယ်တကယ်ဓာတ်နဲ့လေးတခါစိတ်ဟွာဒီဘက်ချမ်းအဲ့စိတ်လည်းကြောက်လို့အသက်ဆုံးစီတေးလိုက်ကောင်းလို့မဆိုပြီးဘာလို့လဲဆိုတော့တေးလိုက်ရင်ကိုငါခံစားရတယ်ကိုပျောက်ပြီးဆိုတော့အဲ့လိုစိတ်စာနဲ့အဲ့လိုဒီကောင်တော့အဲ့လိုလှဲ့တာသိရစာနဲ့အဲ့လိုလှဲ့တာပြီးတော့ငါတေးမယ်ဆိုငါတားကြီးငါဒီလောကထွက်သွားလိုက်ရင်ငါမိတို့ကကြံခဲ့မှာသူတို့ပြီးတော့ကျန်းစာမှာလည်းပြောထားတယ်ကြည့်တော့တခါလေကိုတက်သေးကိုကြိုးစားကြအဲ့လိုမျိုးဘာမှဟိုလောကတွေကိုတော့ဒီလိုကြီးကိုဝိညာဉ်လို့ဖုံးတခါအဲ့လိုထွက်သွားချင်တာပြီးတော့အဲ့လိုပြကျွန်တော်ရလွမြောက်ချင်ခဲ့အဲ့ဒီဘုဇေကျင်းကျွန်တော်လွမြောက်ချင်ခဲ့ဖျားသိတယ်ကျွန်တော်ဘလောက်ထိဖြစ်လဲဆိုတာအိမ်မပြန်နေလို့ကျွန်တော်လမ်းပြင်မှာအိတ်တယ်လမ်းမေးဆိုတာကြတော့ဒီအဖာမန်လေနော်ဖာမန်အိမ်သူကတကားပေးနာမှာအိတ်တာတကယ်ကိုထောင်းသွားလို့ပဲအိမ်မပြန်အိမ်နဲ့နဲ့စေးရန်ဆွဲတာစေးလိုချင်ပတ်စံလာဘေကောင်းလာမယ်ဘေကောင်းမရှိမဆိုအဲ့လိုလိုက်ဝေးကြည့်ဒီလိုဝေးကြည့်နေအဲ့လိုနေရက်လောက်နေပြီးတော့ကိုပြစ်လိုက်ရင်ကောင်းလားဆိုပြီးအဲ့လိုဖြစ်တယ်အဲ့လိုဖြစ်ခဲ့နော်ပြီးတော့နောက်ကထောင်ကျသွားတယ်ထောင်တနေခွဲကျတယ်ထောင်ကျလိုက်ကတော့ကျွန်တော်တခုပြောထောင်မှာလဲကျွန်တော်ရုပ်ကျန်းလာတိတ်မဖက်ဘူးထောင်မှာကျန်းလာကိုကျွန်တော်အစဆုံးပြီးတစ်ခေါက်ပြီးလိုက်သေးတယ်လေကပောက်ကျန်းကနေပြားလေးကျန်းနေပြီးရထောင်ထဲမှာပြီးတော့ထောင်ထဲမှာကျွန်တော်ယူပါရောလည်းမြင်သေးတယ်အဲ့တကယ်ပြောကျွန်တော်ထောင်ထဲမှာယူပါရောကောင်းနေတော့တုံးထက်တွေ့တယ်ကောင်းရင်ဒီလောကကောင်းရင်ရဲ့ဒီဒုရဒီစကြဝဠာအာကာသဆိုတာဒုရအဲ့ဒါဒုရနောက်တတရကောင်းအဲ့ဒါကေဝါဖြာတက်တရခဲ့တယ်ဗောနော်ပြီးတော့ကေနောက်ဘာပြောချင်လဲဆိုတော့ကေဒီလိုမွေးစေဝါကောင်းကေဒီလိုပြောင်းလဲဖို့တခါကလုံးဝမပြောင်းလဲလို့ထင်ခဲ့ပေမဲ့ဖျားကကေကိုလမ်းဖွင့်ပြတယ်ပြီးတော့ကေချင်းရကြောက်ဒီ2019ဒီ overdose ပြီးလေးလကြာပါကေကအကေချင်းရဒီစာတော့ဘာနဲ့တွေ့တယ်ကျိုးစကင်းဆိုတဲ့လူနဲ့ကေမကေချင်းရပြီးပေါက်ပြီးတော့ဒါမကေချင်းရပေမဲ့ကေရဲ့ဒီမွေးစေဝါတွေကိုအဲ့ဒါကြီးမကြော်လွန်နိုင်သေးဘူးမဖြတ်နိုင်သေးဘူးအကောင်ကဒီသွေးသားကြော်ဖို့ခက်တယ်အဲ့ဒါကြောင့်အသွေးတော်နော်သွေးတော်နဲ့လိုတယ်သွေးကြော်နဲ့မောက်ကူညီဖို့မဆာဝင်းတော်မဆာပါအဲ့ဒါပဲရမှာပြီးတော့ကေဒီဘလို့လွတ်မြောက်တော့နော်ပြောပြမကြသေးဘူးအခုမှပဲဒီလာပိုင်းလာဇန်နဝါရီလမသိနော်ဇန်နဝါရီလပိုင်းမှာပဲလွတ်မြောက်သွားဒီဒါလည်းထပ်ဆွမှာဆရာဒေးဗလာပွဲပါနော်ဆရာဒေးဗလာပွဲပါနောက်ဆုံးညမှာကျွန်တော်လွတ်မြောက်နောက်ဆုံးညမှာ3ခါလောက်လဲတယ်3ခါအဲ့နောက်ဆုံးညမှာလဲဟိုကျွန်တော်ဝင်းကြီးတော်ဆိုင်ကုန်သေးတယ်ဘလို့ဆိုင်ကုန်လဲဆိုတော့ဝင်းကြီးတော်ဝင်းကြီးဆိုင်ခေါ်ရင်ဆရာဒေးဗလာအဲ့နောက်ဆုံးညဟိုတရားပွဲပြီးရနေပါဘောနော်အဲ့ဒီလိုဆရာမလူငယ်တွေကိုဒီမှာရှေ့လူငယ်တွေဟိုကိုယ်စက်ကကျင်နေဆိုရှေ့ကိုထွက်ခဲ့ဆိုပြီးတော့ကင်းထဲမှာရှေ့ကိုထွက်ပြီးတော့သူတို့မှအဲ့ဝင်းကြီးတော်လှုပ်ရှားတိတာဒီလေထုอ่ะနော်အစတော့အဲ့ဒီမစက်ကကျင်တော့ဒီလိုပဲဘာမှခံစားရအဲ့ဒီမျက်လုံးမိတ်ပြီးတော့သူ watch တာလည်း watch နဲ့တော့ follow လိုက်
ပြီးတော့မျက်စိလည်းကမိတ်လည်းမျိုးဝင်းရင်လေတူကလိုက် spray ကတီးတယ်အရင်ထူးရဆိုဝင်းရင်တော့ရှိဆိုတီးတယ်မကဲဝင်းရင်တော့စိန်ခေါ်တယ်ဘလို့စိန်ခေါ်လဲဆိုဝင်းရင်တော့ကိုတော့တတ်တကယ်ရှင်ဆိုကိုရတိုးတီကျော်လိုချင်ဆိုအဲ့လိုပြောပဲကျော်နှစ်ခေါက်တောင်းလာအဲ့လိုပြောပြီးတော့အဲ့လိုပဲပြောတာဝင်းရင်ကတီးတယ်ပြောပြီးတော့ဆရာတော်ဘာအရှိကိုလာကျော်နှစ်ဖူးဖုံးဆိုပြီးကျော်ပြစ်လဲတာအဲ့လိုကြောက်စရာဘလို့လဲဆိုကျော်စုတောင်းနော်10စက္ကန့်လောက်ကြာတယ်အဲ့လိုနှစ်ခေါက်ပဲပြောတာဝင်းရင်တော့တတ်တကယ်ရှိကျော်တိုးတီပြေးပါလာတိုးတီပြေးပါနော် show me a sign ရောအဲ့လိုပေါ့ဖုံးဆိုပြီးတော့လဲဝါမှာကျော်တီးတာဖတ်တကယ်ကြီးပဲကွာဒီဖက်တကယ်ကြီးပဲတကယ်ကြီးပုံမြင်မဟုတ်ဘူးဒါပုံမြင်မဟုတ်ဘူးကဲတက်တယ်ကဲကောင်းတယ်တကယ်ကြီးဆိုရဲခွာရအမကဲမှာအမချမ်းရလဲပြီးကိုတကယ်ဖျားပဲဆိုပြီးပြီးတော့ဒါမဲ့အမကြောင့်တော့ကေဝါဒီမွေးဆိုမလွတ်မြောက်သေးဘူးဒါပေမဲ့ကဲနောက်တစ်ခုလိုသေးတယ်ဆိုပြီးတော့အမကေခဏပြန်ထားပြီးအနောက်မှာသွားပြီးတော့ခဏနေတယ်ပြီးတော့ဆရာလေးကဝင်းရင်တော့ဖော်ပြအောင်ထင်ဆရာလေးကကေကိုပြန်ခေါ်တယ်ဆရာလေးကကေခေါ်ပြီးတော့သူကဝင်းရင်လေးကဖော်ပြအောင်လေအဲ့လိုပြောလာမသိအဲ့တော့ဖော်ပြပြီးတော့ကေကိုလူရှိမှခေါ်တာခေါ်ပြီးတော့ညီလေးတဲ့မင်းကိုလည်းရင်တော့တဲ့မင်းဝင်းရင်ကမင်းကိုကန်ခဲ့တယ်တဲ့မင်းကိုလည်းမဲတက်ကိုဆုံးရှော့အကောင်ဝင်းရင်တော့လှုပ်တယ်တဲ့ဟုတ်တယ်မလားတဲ့ပြည့်ချင်တော့ကေကလည်းအဲ့လိုတက်သိချင်ဆရာလေးကိုပြောလည်းမပြောထားဘူးဒါအဲ့ဒီနေ့မှာဆရာလေးကအဲ့လိုလာပြောဝင်းရင်နဲ့ပြောနေပဲ तू သိတယ်လေကေလည်းမပြောရင် तू ဘလို့သိလဲဆိုအဲ့လိုပြောလက်ပြောက်ထားဆိုပြီး तू ပြောတယ်ယေရှုနာမနဲ့ဆိုရင်တော့အဲ့လိုကေနေဖို့ကင်းတဲ့နေကိုကြီးစားဆိုပြီးကေဒီနဖူးကိုဖူးဆိုပြလို့ तू ပြစ်လေအဲ့လိုပြီးတော့ပြစ်လေတဲ့ခါတော့ပြန်ထပ်ဒီထဲကလေးရတော့ဖူးဆိုပျောက်ပြီးတော့ပေါ့ွာမွေးဆိုပျောက်ဆိုကေကောင်းသိလိုက်တာဖျားတကယ်ရှိတယ်ဗျတကယ်ရှိအဲ့လိုကေကလိုချင်နေကြပြီအဲ့ဒါပျောက်တဲ့ကပေါ့ကေတော်ဘလို့ပြောမလဲအရင်ပေါ်ဘာမလို့ချင်တော့အဲ့လိုဝင်းရင်တော်ရဲ့ဝင်းရင်နဲ့မျက်မှောက်တော်နဲ့ပဲကျင်နေနေတာမှာအမကေကိုဒီမှာဝါရှင်တန်မှာရှေ့ဆုံးမှာတခါမှကေဖျားချောင်းဒီလူရှိမှလို့ရှေ့မှာမတော်ရဘူးကျွတ်တာကွာကျွတ်ထားလိုက်ပြောရမ်းကျွတ်တာအဲ့ဒီနေ့မှာလွတ်မြောက်တော့ပြောလို့ရှေ့မှာကိုကွဲတာပေါ့နော်ကေကဥဆောင်သွားတယ်ကန့်တော့လေဟုတ်တယ်ဘယ်ပြီးတော့အလောက်ပေါ့နော်ပြီးတော့နောက်တစ်ခေါက်ပြန်ပြောမယ်ဆိုရင်တော့ပြီးတော့ကိုနူးတဲ့ပါတို့လည်းအရန်ပျော်တယ်တဲ့ကိုကအတော်နဲ့ဟိုကညီတော့ဖုန်းဆက်တာပေါ့ဤရောညီနဲ့ဖုန်းဆက်ပါနှစ်ပါးတဲ့နှစ်ပါးအရန်ပျော်တယ်တဲ့အဖေကတင်းဥစားရင်တော့ကေးပါဒီတင်းဥစားဆိုဒီလိုမျိုးဟိုဟာသူကအဲ့လိုဘယ်လိုပြောလို့ဒီမပြောဘူးပေါ့နော်မပြောဝင်းကြီးစိတ်မပြောအခုကဲဒီလိုဖြစ်နေတာပါကြားလို့အရင်ပြောလို့တင်းဥစားဖြစ်အဲ့လိုရှင်းမှာဝက်ရှိလို့ရကတာတဲ့ဒါဝေးကိုတတိယလို့ဒါဝေးကြောင့်အဲ့လိုမျိုးပါလေ तू ကဟိုတင်းဥစားဖြစ်တယ်ကဲပါလေအသက်64နှစ်ရှိတယ်အဲ့လိုဝင်းကြီးအဲ့လိုဝက်ရှိလို့ကဲပါဒီမှာအဲ့လိုမျိုးကတာတဲ့ကင်းအောင်ကြောင့်ပြီးတော့အဲ့ကဲအခုကဲတက်တော့ကောင်းကြီးတော့ဆိုကဲသိရအဲ့ဒါသိဘာလို့ဆိုကျန်းသာတော့ပြောတာလေမိဘကိုစိတ်ချင်းသာအောင်ထားရင်ပြီးတော့မကောင်းစားပြီးအသက်ရှည်ရမယ်ဆို30ကြာပါပြီသားအဲ့ဒါဆိုကဲကောင်းကြီးရတော့ပဲခုမှဒါအစပဲရှိရနော်နောက်တော့ကြောင်ရတာပေါ့နောက်ဆုံးတစ်ခေါက်ဘာပြောမလဲဆိုတော့ဒီဟိုဟုတ်ဆရာနာတို့ဒီပြောနေရနော်အဲ့လိုလူငယ်တွေတင်တန်းနေအဲ့လိုကဲသွားဖို့အရင်တော့တောင်းတနေကြကြီးမွေးစောလုံးလိုက်အဲ့လိုနေရအဲ့လိုတင်တော့ကဲသွားချင်ဆူတောင်းတာကြာပြီဗျ3နှစ်လောက်ရှိရကိုတော့ကျွန်တော်ဒီဆေးဖြစ်တဲ့တင်ဒီလူတွေတင်တယ်လို့ဆေးဖြစ်တဲ့တင်တယ်ကျွန်တော်သွားချင်တယ်လို့အဲ့လိုတောင်းလာတော့ဟိုးရင်တော့ကျွန်တော်ဆရာနာလို့အကြောင်းလဲအဲ့လိုကြားဘူးတယ်ရင်တော့ကြားဘူးတယ်ပြီးတော့ဆိုတော့ပြုံးမိပါတယ်တခါကျဆေးတော့ချင်တော့မူးရဲ့ချင်ဆိုကေနူးကဆရာနာတော့သူကတရားဟိုပုံမှန်ဖွင့်တယ်တကယ်တခါလေးဆေးဘလောက်ကြောင်လဲဆိုတော့ကဲအဲ့လူပွေဗီဒီယိုကြည့်ကဆရာတော့တရားဟိုကေပြောလို့မကြည့်ရဘူးလေအဲ့ကြောင့်တခါကြောက်လဲကြောက်တယ်မူးတယ်ကိုပြောလို့ကန်စားရတယ်ဗျာဟုတ်တယ်ပြီးမှနောက်ဒီဆရာလေးလာအဲ့ဒီပွဲပြီးတော့ပွဲပြီး तू ကကေကိုစီစီပြန်တယ်ဆရာလေးကကေကိုစီစီပြန်ညီလေးတဲ့ဒီလိုနေရာရှိရဒီနေသွားအောင်လားတဲ့ဒါလည်း test မှာလည်းရှိရတဲ့ဒါပဲအဲ့ဒါဖြစ်ချင်စိတ်မပြေဘူးအဲ့ပွဲရစိတ်မပြေ तू က covid တွေနဲ့ test လုပ်မယ်ဆိုတော့အဲ့လိုတင်တန်းပေါ့ညီကုန်းချုံမယ်ဆိုကေဆရာနောင်လုံးနဲ့ပါဝါမှာနော်အဝင်းညင်တော့လောက်လာဆရာနောင်တို့ဒီသူဆောင်ရောက်လာပြီးတော့ဆရာနောင်တင်တန်းမှာကဲပါ
အစေခံတော့နော်ဟိုအတင်ယူခံကိုတော့ကျွန်တော်တွေးရအောင်နော်ဒါဟိုမှာပုံစကပုံခုရှိပုံမြေဟိုဓာရှင်နဲ့ဓာတနေ့မှလည်းဓာရှင်ဟိုမုတ်ဆိုးတယောက်ကနော်တောထဲမှာဓာကိုတွေးတာဓာဟောင်းလေးအဲ့ဒီမုတ်ဆိုးကအဲ့ဓာဟောင်းလေးကို तू ကဒါပဲအဲ့ဓာဟောင်းလေးကိုတွေးတယ်အပြင်ကြည့်အဲ့ဓာကဘာမှသုံးစားလို့မရဘူးဒါပေမဲ့အထဲမှာအဲ့ဓာကိုတွေးလိုက်ဓာထက်မယ်ဆိုတာ तू တီးလို့အဲ့မုတ်ဆိုးကဓာကိုအင်ယူလာပြီးအဲ့ဓာကိုတွေးတာဓာကိုတွေးရဆိုပဲဓာချက်ချင်းတွေးဆိုဓာကလည်းတန်ကြည့်အများကြီးကတ်တယ်ဆိုတော့နော်ဓာနာတာပေါ့ဓာကပြောတယ်ဓာရှင်းတယ်ကျွန်တော်ရမ်းနာတယ်တဲ့ဘာလို့ကျွန်တော်အဲ့လိုတွေးနေရလဲတဲ့ဓာရှာဘလို့ပြန်ပြောဆိုမင်းဟိုတဲ့မင်းအဲ့ဒီဓာကြည်လင်ပြတ်သားတဲ့အထိငါရဲ့မျက်နှာကိုအဲ့ဓာပေါ်မှာပေါ်တဲ့အထိငါစသွေးနေအောင်ပါပဲတဲ့ကီအဲ့တော့ဘာဒီရဆိုကိုကေဘွားနဲ့ခွတ်တော်နဲ့ခွတ်တော်ကိုတွေးနေတာတွေးနေဆိုမြဲတခါလေကလေးဟိုဒီပြောင်းလဲဆိုပြတခါလေကလေးဟိုရှိရနော်လေအဲ့တော့ပြောနေဒါပေမဲ့အဲ့စိတ်ကြတဲ့ချင်းရှိသေးတာပဲပြောင်းလဲဆိုပြအတားဝင်လာတယ်အဲ့လိုဝင်လာတယ်ပြီးတော့အဲ့လိုကဲအဲ့ဓာရှင်နဲ့ဓာပတ်ရှင်နဲ့ကဲအတက်တော်အဲ့လိုကဲယူဆထားရနော်ကဲကိုဖျားတွေးတယ်ပြီးတော့တနေ့ကဲကိုဖျားသူကဲဓာထက်တဲ့ထိသူကဲကိုထက်တဲ့ထိမှဖျားကျင်နေမှာကဲသူများနဲ့ကဲကြည့်လိုက်ဖျားကိုမြင်သွားပြီးအဲ့ဓာကိုအဲ့လိုကြည့်နေတော့ဖျားအဲ့လိုတွေးနေတာကဲကိုကဲလည်းအဲ့လိုဖြစ်ရမယ်ပြီးရင်ကဲယူပါရောကြတော့ကဲလူငယ်တွေကိုနော်ကဲအဲ့လိုပြန်ဝင်ရမယ်ကဲလူငယ်တွေကဲလို့ဖြစ်ခဲ့လူငယ်တွေဝင်းရင်တောက်ဆုံးဝင်းရင်တွေပဲနော်အဲ့တော့ကဲအဖြစ်ကဲတနေ့ကဲအဖြစ်ကောင်းကြီးဖြစ်ဖို့ကဲဖျားပါလေကဲဆက်ကတ်ထားနော်ကဲအဖြစ်နော်ပြီးတော့နောက်တစ်ခုပြောဖို့မေးသွားပြီးတော့အပေါ်ဆော်ဂျိုဒီထူစာမှာရောက်တော့ဟိုအဲ့တော့လေတကယ်ထူစာမှာရောက်လာဖျားရဲ့တကယ် plan ရှိတယ်သူစီစဉ်တာအတိတာကြီးအဲ့ဒီထူစာကိုတွားနေတော့ကဲရနတ်ဆိုးရှိတယ်ဝิญဉ်ဆိုးတွေလွတ်မြောက်ပြီးသွားပြီဒါပေမဲ့နောက်တစ်ခုဝิญဉ်ကချက်ချင်းမထွက်ဘူးကအစင်စင်နဲ့ရှိတယ်ကဲဆရာဒေးဗစ်လည်းပွဲမှာလွတ်မြောက်ကြအဲ့တော့မွေးစီဝါနတ်ဆိုးတွေအဲ့ဒါကြောင့်နောက်တစ်ခေါက်ကဲဝิญဉ်ဆိုးတွေကထုတ်သေးတယ်အဲ့ဒါအပေါ်ဆော်ဂျိုးမှာဗီဒီယိုနဲ့ပါဝါပွင့်မှာထိုးရမှာဆိုတော့ကဲဟိုဗီဒီယိုပြလိုက်မယ်can you put the video please the video that I showed you earlier In the mighty name of Jesus. ဒီကိုခန္ဓာရဲ့အထက်မှာရှိတဲ့လူမင်းဘယ်သူလဲ In the mighty name of Jesus. ဒီကိုခန္ဓာရဲ့အထက်မှာရှိတဲ့လူမင်းဘယ်သူလဲ Nasu. is it demon Name. အဲ့ဒီနာမည်ဘယ်လိုခေါ်လဲနတ်ဆိုးနာမည်ပါလဲ How long is this inside? ဘယ်လောက်ကြာနေပြီလဲဒီ since he was young Listen. Tell the demons that this must be temple of the Holy Ghost. Oh yeah. Phía sẽ có mẹ nó có về cái vợ since he was young Listen. Nhau đó thả rồi cái thả rồi rồi là hòa dạ thả rồi đó cái ấy đi nhà mà cái win nhà ấy đi nhà mà cái thế cái tua xa ấy đi phiêu cao cái là sụt down bây giờ khai ra mà cái đi lô lâm nhau là cái barrier shake là tung là cái khăn nào cái thấy không nhau mà tu bảo tu khăn nào cái liều lấy đâu mà bị giá lấy biểu đấy à cái biểu nào mà anh đi xe mấy à đấy
မင်းကဘသူလဲတဲ့အထက်ကနေရဘသူလဲတဲ့ဘသူလဲတဲ့အထက်မှာနေတဲ့နတ်ဆိုးကဘသူလဲပြောတာကဲအထက်ကပြောနတ်ဆိုးတဲ့ကဲတော့မျက်စိနဲ့ပေးတာကဲပါဇက်ကကဲပြောရလဲမပြောတော့ဒါပေမဲ့ကဲမပြောဘူးသူ့အထက်ကပြောအတိတာကြီးပြီးတော့နောက်တဲ့ကဲအဲ့လိုဆူတောင်းဆိုကဲဒီလို तू အဲ့လိုပဲ तू ပါဇက်နဲ့ပြောတာနော် तू ပါဇက် power လေးရှိတယ်ဆိုတာအတိတာကြီးအမကဲပြစ်လဲသွားလဲပြီးတော့အမအကြာကြီးပဲအဲ့လိုလဲပြီးတော့ဟိုကပြီးတော့ကေးထဲမှာသူအဲ့ဆရာကမေးရကေးအထဲမှာဒီနဆိုးမင်းဒီလူငယ်ခန္ဓာကိုယ်ကမင်းနေတာဘလောက်ကြာလဲတဲ့ကေးအထဲကနဆိုးကပြောကေးငယ်လေးကတည်းရတဲ့ကေးငယ်လေးကနေတာတဲ့ဟိုကေးအမဒါပဲတူကောင်းနဲ့ပြောမယ်ဆိုကေးကလွတ်မြောက်သွားတာနော်လွတ်မြောက်သွားပြီးတော့ तू ကအမကေးလဲနေခါမှာအဲ့ဆရာသူ့လက်ကေးကိုဒီဘိုက်မှာထားအရန်နာတယ်ကေးအဲ့ဒါကေးအကုန်သိရဝิญဉ်ထဲမှာသိတာပဲကေးမျက်လုံးကလည်းပွင့်လို့မရဘူးနားလေတယ်ဘာဖြစ်လို့သိတာအဲ့လိုဓာကြီးဝิญဉ်ထားလို့ပြောမှမသိဘူးနော်ဘယ်လိုလဲမသိဘူးဟိုအရန်နာတယ်နှစ်ခေါက်ပြီးတော့ဖူးဆိုကေးပါဇက်အဲ့လိုထွက်သွားအမလည်းပြန်ပေါ့သွားတယ်ပြီးမှ तू ကထားလို့ဆိုပြီးတော့ तू အခွင့်ပြီးမှထားလို့ရတာ तू ကယေရှုနာမနဲ့လေအခွင့်ပြီးမှထားလို့ဆိုပြီးမှကေးထားပြီးတော့ပူတော့အရန်ပေါ့ပါဗျာဆွဲရပူရန်ပေါ့ပါပိုလွတ်မြောက်သွားဗျာဘလောက်ကောင်းတယ်လဲဆိုတာဗျာနောက်တော့ကဘာပြောကဲလို့တကောင်မွေးစီးသွားကောနော်အဲ့လိုဖျားအကြံရှိရဆိုဒီမှာရှိလို့ကေးထဲတော့စိုးနေကြပဲလူကောင်ကဲလို့စောက်လမ်းမေးကဒလေးပြီးကောင်တော့ပြောင်းလဲဒီမှာရှိလို့အကုန်ပြောင်းလဲနိုင်ကြနော်โอเคဖျားခေါ်လို့ရတယ်ခေါ်တော့တဲ့ပြောဒီမှာနောက်လို့လည်းပြောင်းလို့ရတယ်ရဒါပေမဲ့ကဲနေချင်းနဲ့မကျင်နဲ့ကဲမကျင်နဲ့ဘူးကဲချင်းရတယ်မကျင်ကဲဝิญဉ်ကိုကဲဆက်ပုံပြည့်တင်ချင်လို့ဖျားကိုပြောတော့ကိုတော့ကဲချင်းမကျင်နဲ့ဘူးလို့ပြောတော့အခြားတော့ဘာသာစကားပေးပါလို့ကပြောသေးတယ်ချောက်ဘာသာကိုတော့အရင်စာငဲ့တာစာရတော့ဝิญဉ်ကိုတော့ကြောက်ဝิญဉ်မြင့်သိပဲပုံမှန်တော့ဆူတောင်းကြတယ်ပြောဒီရှင်တော်တို့ဒီကိုမလာခင်မှာပြောစာရှောင်းတောင်းရဆူတောင်းပထမဆူတောင်းနေမှာကဲအရင်တောင်းသားလို့နော်ဒီမှာစီးရွေးလို့ပြောဆရာတော်တို့ပြောတာဒီချောက်ဘာသာလိုချင်လို့ရှေ့ဟိုတော့ကဲဆိုအောင်ဆူတောင်းမယ်ဆိုတော့အမကဲတဲ့ဒူးတော့ဆူတောင်းနေအမဝิญဉ်နေရမှာနော်အစားတော့ကဲမရသေးကရှောက်စမ်းကြတိဘာမရဘူးလို့ဖျားမပေးနဲ့ဖျားဟောတာအဲ့ဒါဆိုကဝิญဉ်ကိုတော့ကျွန်တော်လိုချင်ပြောနေပါဇက်အရင်ဒီလိုလားအဲ့လိုစတာဒီလာဆိုအဲ့လိုဖြစ်သွားကဲချက်ချင်းရပါတော့ဖျားဘလောက်ကောင်းလဲဆိုတော့ဗျာအဲ့လိုရပါတော့ကဲဒီလောက်ဆိုကကျင်းနေလားဖျားဘလောက်ကောင်းမလဲတော့ဖျားကေးပေါ်ဟိုတက်တဲ့ရမ်းဖြစ်တယ်ဗျာအဲ့တော့ဖျားကောင်းတယ်ကြည့်ပြောတာဘလောက်မှပြောတာဘလောက်မှမရှိပါဘူးကဲကိုဖျားကုန်းတော့ချီးမွမ်းခြင်းနော်ဖျားကုန်းတော့ချီးမွမ်းခြင်းပါတယ်လို့musicianအဲ့လိုခေါ်ပြရမခေါ်ပြသူအိတ်ကြရတဲ့ပဲပြောလိုက်တဲ့ပြောပူအောင်လေTe go sanya kake pya na nya chon doi le ya go bang da tu go ro shi ne de kazaya to ka te twan tu phye she me out to teach and
ချစ်ချင်းမြတ်သာရှင်ကိုတော်ရှိနေတယ်တဲ့နာမည်ရှိရလေ What you baby another change a time go to you nothing cause I be about the lonely Saya to cut to it to shame me. They out there teaching it, put me love. I really be lying. To me, that shit, go to see it. I'm yes, she yale, but you baby, and I say, damn, go to you nothing, cause I be about all the lonely days, it all, just you know, down now, love and I get the mood of love. Cause I be about all the lonely. Jesus, oh, down now. I love and I get the mood of God. Go to she need it. Mood of God. Go to she need it. Có biết bà gì? Chết đi bà đấy.